ဒီမင်းကလေးဟာစက်ရုံမှာအလုပ်ဆဝင်တဲ့ပထမဆုံးနေ့မှာတင်မန်နေဂျာရဲ့အနိုင်ကျင့်နောက်ဆက်ခြင်းကိုခံခဲ့ရပါတယ်။သူမဟာအစွမ်းကုန်ရုန်းကန်ခဲ့ပြီးနောက်ဆုံးမှာတော့မန်နေဂျာကိုတွန်းထုတ်နိုင်ခဲ့ပါတယ်။သူမထွက်ပြေးဖို့ကြိုးစားတဲ့အခါမန်နေဂျာကဘောနက်စ်ငွေတွေအားလုံးဖျက်ပစ်မယ်ဆိုပြီးချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့သူမကခဏလေးရဲ့တုံဆိုင်သွားပြီးအဲ့ဒီငွေတွေကိုတကားဝမှာပစ်ချခဲ့ပါတယ်။တိတ်ခါကြခံမဲ့အစားဘာမှမရတာကမှတော်ဦးမယ်လို့သူမတွေးခဲ့တာပါ။သူမရဲ့အလုပ်ခွင်ကိုပြန်ရောက်တဲ့အခါဒီမန်နေဂျာဟာမင်းကလေးတစ်တွေကိုအမြဲတမ်းပြစ်မှတ်ထားလေးရှိတယ်လို့လုပ်ဖော်ကိုင်ဖက်တွေစီကသိလိုက်ရပါတယ်။သူတို့ကသူမကိုတတိထားဖို့တတိပေးခဲ့ကြတယ်လို့သူမကိုနှစ်သိမ့်ပေးဖို့အတွက်အလုပ်ဆင်းချိန်မှာဖဲကစားဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့အန်နာဟာပွဲတိုင်းရှုံးနေတာကိုမကြခင်မှာပဲတတိပြုမိသွားပါတယ်။တကယ်တော့အဲ့ဒီဖဲကစားပွဲတစ်ခုလုံးဟာသူမကိုလိမ်လည်ဖို့ကြိုတင်စီစဉ်ထားတဲ့ထောင်ချောက်တစ်ခုဖြစ်နေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲဒေးဗစ်လို့ခေါ်တဲ့ခန့်ညာပြီးကျန်းတဲ့ပုံစံရှိတဲ့အမျိုးသားတစ်ယောက်ဟာသူမကိုစိုက်ကြည့်နေခဲ့ပါတယ်။ဖဲဝိုင်းကလူတွေကတော့သူဟာချောမောတဲ့မင်းကလေးတစ်ယောက်ကိုငေးနေတာပဲလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့သူဟာဒီလိမ်လည်မှုကိုအစကတည်းကရိပ်မိနေပြီးအဲ့ဒီလိမ်လည်သူတွေကိုကိုယ်တိုင်နှိမ်နင်းလိုက်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။အန်နာနဲ့သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာကြောက်လန့်လုံးလို့မလုပ်ရဲကြတော့ပါဘူး။ဒေးဗစ်စိတ်ငြိမ်သွားတဲ့အခါမှာတော့လိမ်လည်ခဲ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာအန်နာရဲ့ငိုအေတွေကိုအမြန်ပြန်ပေးပြီးထွက်ပြေးသွားကြပါတော့တယ်။အန်နာလည်းအံ့အားသင့်သွားပြီးသူ့ကိုကျေးဇူးတင်စကားပြောကအိမ်ပြန်လန်းကိုတယောက်တည်းရှောက်လာခဲ့ပါတယ်။ဒေးဗစ်ဟာဆိုင်ကယ်တစ်စီးနဲ့ထပ်မံပေါ်လာပြီးသူမကိုအိမ်လိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ခဏတာတွေဝေသွားပြီးနောက်သူမသဘောတူလိုက်ပါတယ်။တညထဲမှာတင်သူဟာသူမနားကိုချင်းကပ်တာအနေရကကယ်တင်နာနဲ့အိမ်ထိလိုက်ပို့ပေးတာစတဲ့မိန်းကလေးတယောက်ကိုလိုက်ပို့တဲ့အဆင့်3ဆင့်လုံးကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ရန်နေငယ်ကြာမှာတော့မန်နေဂျာရဲ့လက်မောင်းကျိုးသွားတာကိုတွေ့ရပြီးဒါဟာဒေးဗစ်ရဲ့လက်ချက်ပဲဆိုတာအန်နာရိပ်မိလိုက်ပါတယ်။ဒေးဗစ်ကသူမကိုမြေကမ်းနားမှာနှုတ်ဆက်ဖို့ဖိတ်ခေါ်ခဲ့ပြီးကိုဂူးဆိုင်ဖို့မှာကြားခဲ့တယ်လို့သူလည်းပြဿနာတွေငြိမ့်သက်သွားအောင်ဒီမျိုးကနေခါထွက်သွားမယ်လို့ပြောခဲ့ပါတယ်။အန်နာဟာမိသားစုနဲ့အလုပ်ခွင်ကပြဿနာတွေကနေရုံထွက်ချင်တာကြောင့်သူ့နောက်ကိုလိုက်ပါခွင့်ပြုဖို့အခွင့်အရေးကိုအရယူပြီးတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူမမသိခဲ့တာကတော့ပိုပြီးနဲ့ရှိုင်းတဲ့6ကဘာတစ်ခုတည်းကိုခြေလန်းမိလိုက်ပြီဆိုတာပါပဲ။